အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေးဗစ်ပါဒီနေ့တော့ထခဲရူနဲ့ရတ်ထန်ပွဲကတကယ်ပဲဖျော်ဖြေမှုအပြည့်ရှိတဲ့ပွဲပါပြီးတော့ဟိုရလာကတော့အားလုံးလည်းသိတဲ့အတိုင်းပဲ boxing ပို့ပြီးတော့မှကောင်းတဲ့ထခဲရူအနိုင်ရသွားတဲ့ပွဲပါတဲ့လုံကနှစ်ယောက်လုံးတော်တော်ကောင်းတယ်ဗျပွဲကလည်းတော်တော်ကြီးကောင်းတယ်သူတပြန်ကိုတပြန်မဲ့ဒါပေမဲ့ဟိုနီးစနစ်ပိုင်းဒီ boxing ပိုင်းထူးသဖြင့်ထခဲရူကပို့ပြီးတာတယ်ပေါ့နော်ပြီးတော့နောက်ကောက်သူက၄ခါတော့မှရသွားတယ်ပြီးတော့တကယ်ဆိုဟိုရတ်ထန်လည်းအခွင့်အရေးတွေတော့ရှိတယ်ဒါပေမဲ့သူ့အနေနဲ့သူ့အခွင့်အရေးတွေကိုကောင်းကောင်းအသုံးမချနိုင်ဘူးပြောမလားပြီးတော့ဟိုထခဲရူကလည်းခံစားမှုအပြည့်နဲ့သိတယ်မလားအော်ပြီးတော့မှအဲ့လိုမျိုးထိုးသွားတာတိတ်ရှောင်လည်းမရှောင်နေဘူးသူလည်းအနာခံပြီးတော့မှထိုးတာတွေ့ရတယ်ဆိုတော့တကယ်တော့အဲ့လိုမျိုးအန်ဒရီများပါတယ်အလဲထိုးခံသွားရနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုထခဲရူကလည်းအဲ့လိုအနာခံပြီးတော့မှဇွတ်ထိုးတာကိုတွေ့ရတယ်အရင်ကြီးရှောင်းတိန်ပြီးကစားတာမဟုတ်ပဲねပေါ့နော်ရော့ထန်ကတော့ဒါက boxing ပို့ပြီးတော့ညံ့လို့ရှုံးသွားတယ်ပြောရမှာပေါ့ပြီးတော့ရော့ထန်အတွက်မကောင်းတာတစ်ခုကဒီပွဲသူရှုံးသွားတော့စာချုပ်1နဲ့ပြန်ချုပ်ဖို့တော်လကောင်းတခြားနေရာမှာသွားပြီးတော့ချုပ်မယ်ဆိုရင်တော်လကောင်းသူကဟိုသူ့အသက်နဲ့ဆိုရင်ဒါကနောက်ပွဲတွေထိုးလို့ခွင့်ရအများကြီးရှိသေးတာကိုဒါပေမဲ့အခုလိုမျိုးရှုံးသွားတော့သူ့တော်တော်တိတ်မကောင်းဘူးပေါ့နော်ဟို1အတွက်ကတော့ပျော်စရာဖြစ်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ချာထရီကတော့သူတို့ဟိုရော့ထန်ကိုလည်းတရားစွဲချင်တာရောတခုပြီးတော့စာချုပ်ပြန်ချုပ်မယ်ဆိုရင်လည်းသူရှုံးသွားတဲ့ချန်ပီယံမဟုတ်တဲ့အတွက်ကြောင့်သူတို့ဘက်ကအများကြီးပြောစရာရှိတယ်အားရှိတယ်ပေါ့နော်ပြီးတော့ဝမ်ကလည်းဒါဂျပန်မှာဈေးကွက်ကိုချက်ချင်တာဖြစ်တဲ့အတွက်ကြောင့်ထက်ခဲလို့နိုင်သွားတော့သူတို့ဝမ်အတွက်လည်းကောင်းတယ်ပြီးတော့ကျွန်တော်တို့မြန်မာတွေအတွက်ပရိသတ်တွေအတွက်လည်းကောင်းပါတယ်သိတယ်မလားဟိုသူတို့ထိုင်းနေရအခုလိုမျိုးအပြတ်အသတ်ရှုံးတော့ဆိုတော့ဘာဖြစ်โอเคပါတယ်ဆိုတော့ဟိုကျွန်တော်တို့တော်အားရပါတယ်ဖျော်ဖြေမှုအပြည့်ရှိတဲ့ပွဲတော်တော်လေးအဆင်ပြေတဲ့ပွဲပေါ့နော်ကျွန်တော်တို့အတွက်တကယ်ကိုကြည့်ရတာအားရတဲ့ပွဲဖြစ်ပါတယ်ကျွန်တော်လည်း live လုပ်ချင်တာဒါပေမဲ့မအားဘူးပေါ့နော်အလုပ်ကအရေးကြီးနေတော့အဲ့လိုမျိုးနဲ့ပြီးတော့ဒီ live comment ထိလည်းလုပ်ချင်တာအလုပ်ကလည်းအရေးကြီးတာလေးရှိတော့ကျွန်တော်အလုပ်သွားလုပ်ရတော့အဲ့ဒါနဲ့ဆိုတော့ခုဗီဒီယိုအတူလေးတစ်ချက်လာလုပ်တာပါ congratulation Takeru ဒါဝါအတွက်လည်းအဆင်ပြေတယ် Takeru အတွက်လည်းကောင်းတယ်ထိုင်းနဲ့ရော့ထန်အတွက်တော့တိတ်မကောင်းဘူးပေါ့နော်ဆိုတော့ကျွန်တော်စိတ်ဝင်စားစရာကောင်းမှာကရော့ထန်ဘယ်လိုမျိုးအကွက်ရွှေ့မလဲတရားပြီးသွားတော့ဘယ်လိုမျိုးသူလာမလဲရေရှည်ကြတော့သူတို့ဘယ်လိုမျိုးဖြစ်မလဲပေါ့နော်အဲ့ဒါတခုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာကျွန်တော်အထင်တော့သူတို့1နဲ့တတန်တိုးပါလိမ့်မယ်ဟိုပတ်စံတော့သူရော့ထန်လိုချင်တယ်လို့မျိုးလောက်တော့ရမှာမဟုတ်ဘူးဒါပေမဲ့တခြားပဲနေရာမှာ1ပေးတဲ့လောက်လည်းပေးမှာမဟုတ်ဘူးပြီးတော့ဒီရှုံးသွေးကိုလည်းရော့ထန်ကဆက်ချင်ပါလိမ့်မယ်ဒါပေမဲ့ပြောတာမဟုတ်ဘူး kick boxing မှာတော့ဒါရော့ထန်အတွက်ကလွယ်မလွယ်တော့ဘူးပေါ့နော်ဆိုတော့စောင့်ကြည့်ရမှာပေါ့ကျွန်တော်ထင်တယ်1နဲ့ပဲရော့ထန်တက်တန်းတိုးစာချုပ်ပါလိမ့်မယ် yeah okay see you